ငယ်ချင်းတော်တော့မင်္ဂလာပါကျွန်တော်ဒီနေ့ဆော့ပြောင်ခဲ့ဆော့ဆိုင်မို့ဗီဒီယိုဆုံးလေးကြည့်ပြီးတော့တော့ဆိုချင်ပါတယ်โอเคဒါဆိုကျွန်တော်ပြောတဲ့ဆော့ဆိုင်ဂိမ်းကြီးကိုဆိုကြည့်လိုက်ကဂိမ်းလေးရဲ့စမှာတော့မောင်ထက်ဆိုတဲ့ထားကြတဲ့ဘေးကြီးကခရင်အောင်မှာ AC လေးငင်းကန်နေပါတယ်ဒါကတော့သူ့ရဲ့အိမ်မှာပြီးတော့သူမတ်တက်ထားရလိုက်တယ်ဘာပြောမလို့လဲကိုဒါနဲ့ငယ်ချင်းတို့ကျွန်တော်တခုပြောသားရှိတယ်ဒီကားလို့ရတော့ကျွန်တော်ပါနိုင်တော့လဲအိမ်မြတော့ပြီးကိုပိုင်ကားယူစီးရဲရှောက်သွားတယ်အဲ့ဒါနဲ့ဘာတွေ့လဲဆိုတော့အိမ်ပေါ်မှာငပြောဒီတင်ထားတာတွေ့လိုက်တယ်ကျွန်တော်လည်းသိလိုက်ပြီလေဒါငပြောဒီရောင်းတဲ့ဆိုင်ပဲရှိရမယ်ဆိုပြီးတော့မှဤဆိုင်ရှိမှကားရက်လိုက်တယ်ကျွန်တော်လည်းကားရပြီးတော့ငပြောကြီးဆိုင်ထဲဝင်တယ်ငပြောကြီးတွေကိုဗျာကျမ်းမြင်မှာချတာအားနေတော့လဲအာမနာရှာမလို့ကောက်စားလိုက်တယ်ဖြစ်ချင်တော့အိတ်ကျမ်းမှာချတာလကားရမယ်ထင်တာ25ကျပ်တောင်ပေးရတယ်အဲနောက်တစ်လုံးထပ်ကောက်စားတယ်သူကတော့မကောင်းလားကောင်းလားမသိဘူးပတ်စံတော့ကုန်သွားပြီအဲ့နဲ့ဆိုင်ရှင်ပတ်စံပေးမယ်ဆိုပြီးတော့အနာကိုသွားလိုက်ဘရိုကျွန်တော်ငပြောဒီတွေကောင်းလားအဲ့လိုနဲ့ကျွန်တော်လည်းဆောင်းကောင်းတယ်လို့ပြောရတဲ့ကျူအိုင်းတော့ပြန်ပြောဟောငါငပြောဒီတွေအများအားကောင်းတယ်လေနေအောင်မင်းငါ့ကိုပတ်စံပေးအောင်မလေโอเคဘရိုပတ်စံပေးမယ်အော်နေဒါနဲ့ဘာဘရိုဒါဘာကြီးလေဂိုင်းကြည့်တော့မယ်နော်ဟာဘာကြီးလဲဘရိုဘာပြောရလဲဘရိုဒါဘာကြီးလေဟာအောက်ထွက်ကြပါလေ sorry နော်ဘရို sorry နော် ဒီကို sorry လားငါပစ္စည်းဝါကြီးပြန်ချအယောင်ပြန်ချလို့ပြောနေတယ်လေငါဒီကောင်မင်းကွာငါပတ်စံမင်းကိုဘိုးရောခိုင်းမှာငပြောဒီဘိုးတဲ့ပို့ပြီးရောခိုင်းမယ်ဘရိုရေတောင်းမှပါတယ်ဗျာကျွန်တော်ပတ်စံနည်းနည်းပဲရှိတာမို့လို့ပါအလုပ်နိုင်တော့လေသူဘေးနာချတာပတ်စံတွေ့ပြီးတော့ကောက်ယူပြီးထွက်ပြီးတော့တာပဲဟေးငါပတ်စံမြူးနေလေဘယ်လိုပြီးရလဲငါပတ်စံပေးဦးအလုပ်နိုင်တော့လေအလစ်တုတ်လာပတ်စံနဲ့ကားထဲဝင်အမြန်ထွက်ပြီးအော်ထွက်ပြီးမလို့ဆိုကားလာတိုင်နေတယ်အလုပ်နဲ့မိုင်းတော့လမ်းမှာဘာတွေ့လဲဆိုဘရာတို့အမှာပဲဘီပေါစားနဲ့မှာကနေဘရိုတယောက်တွေ့တယ်ဗျာyo bro ဘာကျင်ရလဲပတ်စံလေးပါထည့်ပြီးကောင်းလေ bro ကောင်းလေကျွန်တော်လည်းသူတို့ရဲ့ဘီပေါစားစကေးတွေကားတဲ့စကေးတွေကိုကြိုက်ပြီးတော့မှကင်မရာနဲ့ရိုက်တယ်ဗျာအနောက်ကဘရိုကစောင်းမိုက်တယ်နောက်ပြန်သွားအောင်ဟဲ့ငါနောက်ပြန်သွားတဲ့အကပြီးတော့ငါစေုပ်ကလည်းကားတဲ့ကွာမှာကျင်ကျွန်တော်လည်းဗျာသူတို့နှစ်ယောက်စကေးကိုကြိုက်လို့ဆိုပြီးပတ်စံပစ်ပေးတာဖြစ်ချင်တော့သူက6ကိုမှန်ပြီးတော့မှဂျွန်းတောင်ထိုးကုန်မှထွက်ပြေးရောဒီကြောင်အောင်ပြောကျွန်တော်ပြီးမုံနေရောပတ်စံနဲ့လာပေါ့ကြောက်ပါပတ်စံနဲ့မျောလို့ဆိုပြီးထက်ကောက်တာအဲ့လိုနဲ့ဗျာဖီးတော်မပြောက်ဘူးဘေးနာကောင်သူကသူကနာဟမ်ရှဲပဲအဲ့ဒါနဲ့အကောင်ထားခဲ့တယ်ပြီးတော့ကျွန်တော်ကားပတ်မောင်းတယ်ကားပတ်မောင်းလာပြန်တော့ဆရာကြီးလေတော့မကြည့်ဒွဲတွေပါဆွဲပလိုက်ပြီးတော့အရှိကိုရောက်တော့ဘာဖြစ်လဲဆိုတော့ဘရာလိုပဲကြည့်လိုက်တော့ဒီကမောင်းတာနေလို့ဆိုရင်တော့ကားမောင်းလမ်းပြောရတယ်ဟဲ့အောင်မင်းကားမောင်းတာမနေလိုက်တာတော့ငါနေတာမင်းစော့ကြောင်းလာရောက်မင်းစော့ကြောင်းလာကဲဒီဗီဒီယိုလေးတော့ပါပဲနောက်ထပ်အပိုင်းတွေစတင်အောင်မလို့ကျွန်တော် channel လမ်းဆွဲလို့ပြကြပါအားလုံးပဲ bye bye